နောင်နာတွေဆိုတာမျိုးမရှိချင်တော့နော်ကိုလှုပ်ချင်တဲ့ຢာတစ်ခုရှိရဆိုအဲ့လှုပ်ချင်တဲ့အသက်အရွယ်မှာလှုပ်ဖြစ်အောင်လုပ်ခဲ့ပါလို့ကျွန်တော်ပြောချင်တယ်။ဘာလို့လဲဆိုတော့အဲ့လိုနောင်နာနဲ့ပတ်သက်လာကျွန်တော်ကနောင်နာဆိုတဲ့ຢာအသိမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောချင်တဲ့ key point ကိုကျွန်တော်ရဲ့ experience နဲ့ကျွန်တော်ပြောပြပါမယ်နော်။ဘယ်လိုလဲဆိုတော့ကျွန်တော်အသက်17 နှစ်လောက်တော့ကျွန်တော်တချင်းဆိုတာအရင်ဝါသနာပါတယ်။အဲ့တုန်းကကျွန်တော်အဲ့ဒါကိုYouTube တယ်ပေါ့နော်ကလေးတယောက်အနေနဲ့ YouTube တယ်ဆိုတော့အဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်စိတ်ထဲမှာရှိတာတစ်ခုလေးပဲဒီရိုက်ဖြစ်ထွန်းရမယ်ဆိုတော့ဘာညာအဲ့ဒါကျွန်တော်မတွေးဘူးအဲ့ဒါလည်းကျွန်တော်စိတ်လည်းမဝင်တော့ကျွန်တော်ဗာလဲကျွန်တော်တွေးတာတစ်ခုလေးပဲငါလှုပ်ချင်တယ်ဒီရောင်ငါလှုပ်ချင်တယ်အဲ့ဒါငါလှုပ်ချင်အောင်လုပ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ဗာလုပ်လဲဆိုတော့ကျွန်တော်ပတ်စံစုရင်ပတ်စံစုရကလည်းကျွန်တော်အရင်တော့ကကျွန်တော်ကဒီစပိန်နိုင်ငံမှာအလုပ်လုပ်တာစပိန်နိုင်ငံမှာဒီစပိန်စီးရဲ့အလုပ်လုပ်တာဗျာတနေ့ကို3000ရတယ်ဒီတော့တနေ့3000ရတယ်ပေါ့နော်အမေကိုပေးရအမေကနေတော့မပိုးလေးပြန်ပေးအောင်စုရတယ်တခါကျရင်အမေကထုတ်ပေးတယ်အဲ့တော့ကျွန်တော်တချင်းသိဖို့ဆိုရင် music studio သွားရင်တနာယူ9000တကြွတီယူ9000ပေါ့နော်ဆိုတော့ပြီးရတယ်အမှကျွန်တော်ပြီးရင်နားထောင်တယ်ပြီးတော့ကျွန်တော်တချင်းလေးတွေရေးတယ်ပြီးတော့သွင်းတယ်ပြီးရင်ကိုသွင်းလာတဲ့တချင်းလေးကိုတချင်းလေးတွေကိုပြန်နားထောင်တယ်နားထောင်ပြီးမပျော်တော့ဘာလို့လဲဆိုတော့ကိုလှုပ်ချင်တော့လှုပ်ခဲ့ရဖြစ်နေတဲ့အရန်ပျော်ရယ်ဗျာအဲ့ဖီနာအရန်မိုက်ရယ်โอเคနောက်တစ်ဖြည်းဖြည်းနဲ့နှစ်တည်ပြောင်းလာနှစ်တည်ပြောင်းလာတော့ကျွန်တော်အသက်ရတစ်ခုရောက်လာ2022လောက်ဖြစ်မယ်အဲ့လောက်မှကျွန်တော်ဒီ Google တွေYouTube တွေဆိုတာကိုကျွန်တော်အဲ့ social media ဆိုတဲ့ဟာတူတူကျွကျွသုံးပြလာအဲ့တော့အဲ့နောက်ပိုင်းမှာဖြစ်လဲဆိုတော့ YouTube မှာဆိုရင်ကျွန်တော် tutorial တွေကျွန်တော်ကြည့်တယ် YouTube channel ထောင်ပြီးတော့ဥမာအဲ့ YouTube channel ထောင်ပြီးနောက်ပြီးတော့ထပ်တွေ့လာလဲဆိုတော့ကျွန်တော် music software လုပ်ပြီးဆိုရပြီကျွန်တော်တွေ့အဲ့ဒီ coding တွေလား programming တွေလားကျွန်တော်အဲ့စိတ်ဝင်စားကျွန်တော်တီးလည်းမသိဘူးပေါ့နော်ဒါပေမဲ့ဗာလဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုဖြစ်လာဟုတ်ရင်ငါဒါလေးကလုပ်ကြည့်ရမယ်ငါစမ်းကြည့်မယ်ပေါ့နော်အဲ့ရှိမှလည်းစမ်းကြည့်ရအများကြီးရှိဒါပေမဲ့အဲ့ချိန်မှာကျွန်တော် tutorial ကြည့်ရ YouTube မှာ tutorial ကြည့်ရဒီ phone software ပြန်လာတယ်ပြီးရင်အဲ့ YouTube ဒီရောက်သွားတယ်ဖုန်းဒီmusic software ပြန်လာတယ်ပြီးရင်အခုဘက်လောက်ဒီလိုကျွန်တော်လုပ်ရင်းနဲ့ music software လေးတစ်ခုလုပ်ဖြစ်ခဲ့အဲ့ဒါကလည်းကျွန်တော်ဖြစ်ထုံဆိုပြီးကျွန်တော်စိတ်ထဲမှာအဲ့လိုကိုကအကြီးမားကြီးမရှိဘူးခက်ခက်နားနားပုံစံမရှိဘူးပေါ့နော်ကျွန်တော်လုပ်ချင်တဲ့ရောင်တစ်ခုကိုကျွန်တော်လုပ်မယ်ဆိုရဟာအဲ့ဒီအတွေ့ပဲရှိကျွန်တော်လုပ်တယ်โอเคနောက်ဆုံးတော့ဗာလဲဆိုတော့အဲ့နဲ့ပတ်သက်လာကျွန်တော်အတွေ့အကြုံတစ်ခုရတယ်ကျွန်တော်လုပ်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးကိစ္စနဲ့ပြန်တွေးလာနေငါဒီရောင်ကလုပ်ချင်တဲ့အချိန်မှာငါလုပ်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးနောင်နာမရအောင်နောက်ထပ်ဗာမြင်လာလဲဆိုတော့ကျွန်တော်ထိသိလာတာပေါ့နော်အဲ video editing နဲ့ graphic design ကကျွန်တော်ရဲ့နေ့စဉ်ပေါ်မှာမြင်ထိတွေ့နေဆိုရရပါတယ်အားဖြစ်လာတော့ကျွန်တော် Lumiere Character basic ကိုကျွန်တော်ဒီ2025 5လ6လပိုင်းမှာပေါ့အဲ့လောက်မှကျွန်တော်စတက်ဖြစ်ခဲ့တယ်တက်ဖြစ်ခဲ့တဲ့အချိန်မှာကျွန်တော် video editing နဲ့ graphic design ဆိုတော့အဲ့မှာစလေ့လာဖြစ်ခဲ့ပါနော်ဘာလေ့လာဖြစ်တဲ့အခါမှာလဲကျွန်တော်ဒီ AI ကို okay လုပ်မယ်ပေါ့နော် okay အဲ့ဒီအစားမှာကျွန်တော်စမ်းတယ်အများကြီးအများကြီးစမ်းတယ် okay ဒီဟာဒီလို toast တင်မှာဒီ toast ငါမသိလဲစမ်းတယ်ကျွန်တော်စရပေါ့နော်ကျွန်တော်လုပ်ချင်တဲ့ຢာတခုကျွန်တော်စရတယ်ကျွန်တော် PC ရရှိလို့လည်းမဟုတ်ဘူးဟိုအကောင်းသား subject ကြီးရှိနေလို့မဟုတ်ဘာကျွန်တော်စီမှာရှိရတခုလေးပဲငါလုပ်ချင်တဲ့ຢာတခုရှိရအဲ့ဆိုရင်ငါအဲ့ဒီလုပ်ချင်တဲ့အသက်အရွယ်မှာငါလုပ်ဖြစ်အောင်လုပ်ဆိုရအဲ့အတွေ့အကြုံတစ်ခုရှိရပေါ့နော်အဲ့အတွေ့အကြုံတစ်ခုရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောင်နာမရဘူး okay နောက်ထပ်မြင်လာတစ်ခုပြပြမယ်နော်အခုကျွန်တော်ဒီ video ဆိုရင်ဒါ H1 journey ဆိုပြီးတော့ကျွန်တော်စပြီးတော့လုပ်တယ်ကျွန်တော်လုပ်ဖြစ်အောင်ကိုလုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လုပ်ချင်လို့လုပ်တာအဲ့လုပ်ဖြစ်အောင်လုပ်လို့လေအခုဒီ video ကိုဒါကိုလိုကြည့်နေရတာပေါ့နော် okay ဆိုတော့ကျွန်တော်လုပ်ချင်တဲ့ຢာတစ်ခုရှိရဆိုကျွန်တော်လုပ်ဖြစ်အောင်လုပ်တယ်အခုဆိုကြည့်ပါလားကျွန်တော်ဒီဖုန်းနဲ့ပဲထောင်ရိုက်နေတာကျွန်တော်ရဲ့ background တွေကြည့်အောင်မကောင်းဘူးဒါပေမဲ့ဘာလဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့ຢာဖြစ်တဲ့အတွက်ကျွန်တော်လုပ်ဖြစ်အောင်လုပ်တယ်အဲ့တော့ကျွန်တော်ဂုံကွမ်းကြီးတဲ့ကျွန်တော်စရတယ်ကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်လှုပ်ချင်တဲ့ຢာတခုလှုပ်ဖြစ်သွားအောင်လှုပ်လိုက်တယ်အဲ့ဒါကျွန်တော်တော့ feel good ဖြစ်တယ်ဗျာဒီဆိုတော့ပြောချင်တာကအဲ့လိုမျိုးကိုဘဝမှာနောင်နာတွေပါလေလို့မြင်ရချင်လို့ကိုလှုပ်ချင်တဲ့ຢာတခုကိုလှုပ်ဖြစ်အောင်လုပ်ပါနော်ဒါကချောင်းမှာပါကျွန်တော်လူတော်တော်များများကိုတကယ်ကိုထက်အသက်ကြီးရဲ့လူတွေမေးလဲကိုထက်အကိုတွေမတွေမေးရဦးလေးတော်အဖိုးဖွားတွေမေးရင်ကွာလူကြီးမေးတယ်ဆိုတော့သူတို့ကပြောလဲဆိုသူတို့လှုပ်ခဲ့တဲ့အရာတွေထက်မလှုပ်ဖြစ်ခဲ့တဲ့အရာတွေသူတို့ကနောင်နာပူရကြတယ်အဲ့လိုပဲပေါ့နော်သူတို့ကမလှုပ်ဖြစ်ခဲ့တဲ့အရာတွေကိုပို့ပြီးနောင်နာရကြအဲ့လိုမျိုးတွေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆိုရင်ကျွန်တော်ပြောချင်တာဒါကျွန်တော်ရောပြောတာပေါ့နော်အဲ့ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့လူတွေကိုပြပြအချင်းတာပါကိုလှုပ်ချင်တဲ့ຢာတစ်ခုရှိရဆိုရင်ကိုစမ်းသက်ချင်တဲ့ຢာတစ်ခုရှိရဆိုရင်ဒီဖြစ်ထွန်းတာတွေမဖြစ်ထွန်းတာကျွန်တော်မတွေးနဲ့ပေါ့နော်ဒီအောင်ငါလှုပ်ကြည့်မယ်ငါလှုပ်ချင်တာဖြစ်တဲ့ငါလှုပ်ကြည့်ဘယ်သူ့ကိုကိစ္စရမှာဟုတ်တယ်လားကိုလှုပ်ချင်လို့ကိုလှုပ်တာဗျာအဲ့ဒါဘယ်သူ့ကိုကိစ္စရမှာအဲ့တော့လှုပ်ချင်တဲ့ຢာတစ်ခုလှုပ်ဖြစ်အောင်လုပ်မယ်အဲ့လှုပ်ဖြစ်အောင်လုပ်ခဲ့တဲ့အခါကျရင်ကိုမှနောင်နာဆိုရຢာမရှိသလို feel ကိုဖြစ်တယ်လုံးဝမိုက်တယ်ဗျာကိုပြောချင်တာက
ကိုလှုပ်ချင်တဲ့ຢာတစ်ခုရှိရဆိုရင်လှုပ်ဖြစ်အောင်လှုပ်ပါကိုစမ်းချင်တဲ့ຢာတစ်ခုရှိရဆိုရင်စမ်းဖြစ်အောင်စမ်းပါကိုလှုပ်ချင်တဲ့လှုပ်တာဘယ်သူ့ကိုပြုဆိုင်ရမှာဟုတ်တယ်မလားနော်โอเคလှုပ်ဖြစ်အောင်လှုပ်ပါဒါလေးပြောချင်ပါတယ်ကျေးဇူးပါ